ဇလန်းရဲ့အစမှာကိုရိုအားလုံးရဲ့ကောင်းကင်ရာအပြရောင်စစ်ချီတေးတွေတစ်ခေတ်ပြန်မထခင်မင်းနှခမ်းကွေးကလေးတိတိတသာပြေရော့မသွားသေးခင်အန်နီဖရန့်ရဲ့ diary ပထမဆုံးစာမျက်နှာအဆုံးမသက်သေးခင်ပေါ့ဒီလိုနဲ့တဖြည်းဖြည်းကိုရိုပန်းကင်းကြီးအယောင်မဲ့သွားအန်နီဖရန့်ရဲ့နှခမ်းတွေတစားစီမဲကျွေသွားလင်းဟာခေါင်မိုးနဲ့ဆဲပြီးအကွာလောက်ကဖြက်ပြန်သွားတမိုင်းတစ်လျှောက်ဝမ်းနေဆုံးလူအုပ်ကြီးကိုရုံမြင်တန်ကြားမှာဓာတ်ရိုက်တင်ဆက်သွားကိုရိုဟာဝမ်းနေလာတိုင်းပြေးကြတယ်ဇလန်းရဲ့အစမှာပဝါရီအားလုံးလေထဲလွင့်လို့အယိုးခိုက်အောင်အေးတဲ့ညတွေထဲအယိုးဆွေးနေတဲ့ကိုရိုလက်ချောင်းတွေကိုဖွက်ထားကြတယ်အဲ့ဒီမြေမြုံမိုင်းလေးနဲ့ကိုယ်တငယ်ချင်းရဲ့ခြေထောက်တယောက်ကိုတယောက်မမြင်ဘူးသေးခင်ချိန်ကိုရိုဘရန်ဒီတွေအများကြီးတောက်ခဲ့ကြတယ်ပြီးတော့အိမ်တကားတွေကိုလိုက်ခောက်ခဲ့ကြတယ်အဲ့ဒါကိုမတ်မိရဲ့နောက်ဆုံးညပါပဲဒီလိုနဲ့တဖြည်းဖြည်းလက်ဖေးဆိုင်တွေကကိုရိုနဲ့ဝေးသွားကိုရိုရဲ့ပါဇက်ထဲလူသွေးတွေဝင်လာတာမျက်ရည်ထဲမှတ်ညံတွေပါတယ်မျက်လုံးနှစ်ဖက်ကျွတ်သွားတဲ့ရဲဘော်ကပြောတယ်ဇလန်းရဲ့အစမှာကိုရိုကနေတိုင်းရန်တွေဖြစ်ကြကြောင်နှမ်းမကိုလက်သီးတွေနဲ့ထိုးကြရီးစားဟောင်းကိုဖုံးဆက်ဆဲကြငိုကြရီကြရန်ပွဲတွေကလူဆုံခဲ့တာလက်သီးတွေကအားပါခဲ့တာဒီလိုနဲ့ပန်းကြံတွေတဖြည်းဖြည်းကျင်းသွားထောင်တွေတဖြည်းဖြည်းကျဲလာရုပ်ရှင်ပြီးလို့မီးဖွင့်လိုက်တဲ့အခါရုပ်ရှင်ုံနဲ့မင်းကလွယ်ဘယ်သူမှရှိမနေတော့တာမင်းရဲ့ကိုသိန်းနဲ့ကိုမင်းကိုယ်တိုင်မမှန်းမိတော့တာမင်းတငယ်ချင်းကြာဆုံးသွားတဲ့တောင်ကုန်းကိုမင်းအခါဖျက်ရတာဒါရီယာတကယ်မဟုတ်ဘူးလို့မင်းမမေကိုမင်းမက်ဆေ့ပို့နေမိတာမင်းမမေကမင်းပို့တဲ့မက်ဆေ့ကိုဘယ်လိုနည်းနဲ့မှမဖတ်နိုင်တော့တာဇလန်းရဲ့အစမှာကြောင်စင်ခေါင်းလောင်းတန်တွေမိသားစုထမင်းဝိုင်းတွေဆိုရှယ်မီဒီယာပေါ်ကဝင်ကြီးချုပ်ရဲ့ဟာတာဓာတ်ပုံတွေမှတ်စုစာအုပ်ထဲကသင်ခန်းစာတွေမင်းလစ်ခဲ့တဲ့အတန်းတွေမင်းချစ်ခဲ့တဲ့ပန်းတွေဒီလိုနဲ့မင်းတငယ်ချင်းတွေအားလုံးယူသွတ်သွားသူတို့တက်ချင်တဲ့လေရင်ပြန်တွေနဲ့သူတို့တက်ချင်တဲ့လေရင်ပြန်တွေသတင်းဖြစ်ုံတိုက်ပွဲတွေပြန်ပြီးဆွဲခံရတဲ့လာသားကလေးငယ်တွေကျောင်းဝင်းတွေကစိန်မန်းမင်ယူအားလုံးပြိုင်လူခါရင်လိုက်ချိန်မြေကြီးပေါ်ပိုင်ရှင်မဲ့ကျောင်းသားကတ်တွေတပွဲပွဲဝဲကြော်ကြီးအားလုံးစုပ်ယူသွားတယ်ဆေးရုံခေါင်မိုးတွေတောပန်းလေးတွေလမ်းသေးရဲ့ပေါက်စတွေရှီတန်းတွေဖန်ဆင်းရှင်ကလက်ဖြံမှာစေးထိုးကတန်းလန်းနဲ့ကိုရောင်ကိုဝါတွေတောက်လို့ဇလန်းရဲ့အစားဆိုတော့လူတွေကတယောက်ကိုတယောက်ကြည့်ပြီးမတနာတတ်ခဲ့ကြမုတ်စိတ်ကျင်ဆွဲတွေစံဂီတာထက်ပိုးရှည်တဲ့ကာလမိနစ်နဲ့မြလူတွေငိုကြတယ်ပြီးတော့တေကြတယ်ကိုနောက်ဆုံးမှတ်မိနေတဲ့မြင်ကွင်းဟာထနောင်းကြောက်တွေပေါ်ကသွေးစွန်းနေတဲ့ရှန်တပတ်ကလေးပဲလူလူအုံကြွမှုရဲ့နောက်ဆုံးရထားကြီးဟာသူ့ကြောပေါ်အသက်မပါတော့တဲ့ဟစ်ကြွေးတန်တွေကိုတင်ပြီးဒီဒီတိုင်းခုန်မောင်းနေခဲ့တယ်ဆုံရှုံချင်းကကြောက်ဖို့ကောင်းတဲ့အလင်းနဲ့မင်းနောက်ကိုပြေးလိုက်နေတယ်အချိန်ကမြန်လုံးတော့မင်းချစ်တဲ့သူတွေတယောက်ပြီးတယောက်တေသွားတယ်မင်းရဲ့လက်ကျန်လေးရက်တွေမှာတေသူတွေမင်းစီခဏခဏအလဲလာတယ်တပြားကသူ့အလိုလိုလဲတယ်ခန္ဓာကသူ့အလိုလိုပွင့်တယ်မျက်ရည်ဟာသူ့အလိုလိုကျတယ်အဖြစ်ပြက်မဲမှုဟာတုံခိုက်နေတဲ့ပခုံးဆုံးပေါ်တကြောပြီးတကြောဒီလိုညတွေတဲ့ကိုခေါင်းပေါ်နှင်းချောက်တွေကိုဆုံးကျူးတွေကျဲကျွေးတယ်ကရာကောမျိုးကတေနေတဲ့ဂျူးတွေရှေ့မှာကိုကားကိုမီးဖွင့်ပြီးရှက်တယ်မင်းကိုနမ်းတယ်အဲ့ဒီຫນွေဦးကိုဘယ်တော့မှမေ့မှာမဟုတ်ဘူးအစွမ်းကုန်ပူချစ်နေတဲ့ကွန်ကရစ်လမ်းပေါ်မှာကိုသွေးတွေတစ်ဆက်ဆက်ကျနေတယ်ကိုရှေ့မှာနှစ်ဖူးစည်းအနီတွေနဲ့ပြေးလာနေတဲ့လူအုပ်ကြီးရှေ့ဆုံးကလူရဲ့မျက်လုံးတွေအစမတန်ပြူးကျင်နေတယ်သူတို့ဘလို့အရာမျိုးစီကထွက်ပြေးလာကြတာလေကိုချက်တော့တွေလှုပ်လို့မရတော့ဆိုင်ကုန်းပါရီဖရန့်ဖရတ်မျိုးတွေကိုခဏခဏအိမ်မက်မက်တယ်အုပ်ပုံကြားကတိုးထွက်လာတဲ့ရွှေဝါရောင်ကြောင်လေးဇေဒီပြက်တွေကြားကနေ့စဉ်မှတ်စုစာအုပ်လေးအိမ်တိုင်ငုတ်တို့ရှိရဝက်ရုပ်စုဘူးလေးအိမ်မက်ထဲကမီးလောင်နေတဲ့ရွာဦးเจ้าကိုရက်ကြည့်ရင်ငိုးနေတဲ့ယဟန်ဟာကိုပဲဟယ်ရီတကြံဟာနောက်တစ်ခေါက်လာပြီဒီတစ်ခါရင်ဆိုင်ရရဲ့အုပ်ဩတန်တွေကိုဟန်ဆောင်ပြီးမေ့ပြလိုက်ရအောင်မင်းရှင်တွေကပူလောင်မှုကိုဘယ်ရေခဲမြစ်ကမှစေးကြောပေးနိုင်မှာမဟုတ်တော့မရနာနဂါကြီးဟာတတိုင်းပြည်လုံးကိုမျိုးချပြီးနှစ်ပေါင်းများစွာပြန်အိပ်ပျော်သွားခဲ့ပေါ့ကိုတို့ဟာပင်လေအုံနှစ်ချမ်းကွဲစေခဲ့သူတွေကိုတို့ဟာနိုင်ငံတော်ဝမ်းနည်းစေခဲ့သူတွေကိုတို့ချစ်တဲ့သူတွေကိုကိုတို့လက်တွေနဲ့ကိုယ်တိုင်ကားစင်တင်ခဲ့ကြတရောတန်လေးရဲ့နောက်ဆုံးတေးသွားမှာရောမဟာစပြတ်တယ်ဇလန်းအစာတိုင်းမှာကိုတို့ဟာလေတရေတွေပြည်သူပြည်သားတွေကျဲတကွန်ဝိညာဉ်တွေဖြစ်ကြပြီးဇလန်းရဲ့အဆုံးတိုင်းမှာတော့ကိုတို့ဟာကြာရှုံးတိုင်းပြည်တွေတမိုင်းတရခန့်တွေစိတ်ကြယောဂတွေဖြစ်ကြတယ်တနေ့ကျအားလုံးအဆင်ပြေသွားမှာပါဆိုတဲ့စကားကိုပိုးမွေးသလိုမွေးရင်းနဲ့ပဲကိုတို့စိတ်ဓာတ်တွေပြတ်သုံးခဲ့ရပါတယ်ဟယ်ရီဇလန်းရဲ့အစဟာအရာအလုံးရဲ့အဆုံးလားဇလန်းရဲ့အဆုံးဟာအရာအလုံးရဲ့အစလား
ငါတို့တခုမှမသိကြတော့တေချာတဲ့အရာတွေကိုလည်းထုတ်ပြောခွင့်ငါတို့မှမရှိတော့တချို့အရာတွေဟာလည်းနှစ်ကာလရဲ့တိုက်စားမှုကိုကြံ့ကြံ့ခံပြီးမှဘာအဓိပ္ပာယ်မှကြံမနေခဲ့ဘူးကိုတို့ဟာအိမ်မက်ရောင်သူတွေလိုအုံမင်းခဲ့ဇုံလုံးကန်းသူတွေလိုငေးမောခဲ့ခံစားချက်မဲ့သူတွေလိုငိုကြွေးခဲ့တယ်နောက်ဆုံးတော့ကိုတို့တတ်နိုင်သမျှမနှက်ဖြန်ကိုယုံကြည်ထားဖို့ပါပဲဇလန်းရဲ့အစမှာဝယ်လွတ်ခဲ့တဲ့ငှက်ကလေးဇလန်းရဲ့အဆုံးမှာတက်ရှင်လျက်ပြန်လာနာတဲ့အခါ